အားလုံးပဲမင်္ဂလာပါခင်ဗျာ Pottery Reservation Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့အောင်တာမွေရဲ့ကြပြလေးတစ်ပုဒ်ကိုကျွန်တော်ရွတ်ဖတ်ပေးမှာဖြစ်ပါတယ်စစ်တော်များနားတော်ရဆင်ပေးကြပါဦးကျေးဇူးတင်ပါတယ်နေကောင်းနေမြတ်လေးဖြစ်ပါစေအားလုံးပဲမင်္ဂလာပါ Pottery Reservation Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဝါလုံးလေးတွေဝိုင်းစီခြင်းညီမလေးဝါလုံးကလေးဝိုင်းအောင်ရေးပါဖီဖီကတော့ကောင်းကင်ကြီးမေမေကတော့ဟောဒီမြေကြီးပေါ့ညီမလေးထုတ်ပြလို့မရတဲ့အမှန်တရားတွေရင်ပတ်ထဲသိမ်းလို့ကြားကြည့်တဲ့မျက်ရည်တွေအတွက်ဝါလုံးလေးတော့ဝိုင်းအောင်ရေးပါတရောပြီးတရောရှောင်ပုံရင်အခွင့်အလမ်းပြောက်နေတဲ့ညီမလေးရဲ့အိမ်မက်တွေအတွက်ဝါလုံးလေးတွေဝိုင်းစီခြင်းနဲ့အမဲလိုက်ခံရတဲ့တားကောင်တွေလိုဘဝညောင်သီးလဲစားလေးတန်လဲနားဆွင့်ညီမလေးကြီးဝါလုံးလေးတွေအေးအေးချမ်းချမ်းဝိုင်းစီဖို့ချစ်ချစ်ပါအောင်စုပ်ကင်ထားတဲ့အမှန်တရားကကြည်တောင်ဖြစ်ခဲ့မယ်ဆိုရင်ပြစ်ခွင်းလိုက်ချင်ပါတယ်အောင်တာမွေ28ရက်တလ2022